ဂျပန်မှာဆိုလို့ချင်းအမိုက်ပြည့်ရတဲ့ကိစ္စပေါ့နော်ရောက်လာမယ်ဆိုလို့ရှိရင်အမိုက်ပြည့်ရမယ့်ကိစ္စလေးတွေတိထားမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်ကပို့ပြီးလွယ်ကူကူဖြစ်မယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ဂျပန်ရဲ့ပြောရမယ်ဆိုမိတ်ဝေါခက်ခဲလို့ပေါ့နော်အနောက်ချက်ဖြစ်စီပါတယ်ဂျပန်ကအမိုက်ကိုခွဲပစ်တာဆိုတော့နော်အဲ့တော့အားလုံးကြောက်ပြီးသားဖြစ်မှာပါအဲ့တော့ဒါလေးဖတ်ပြမယ်ပေါ့နော်ခိုင်ဝပုံစံလေးပေါ့နော်ဂိုမီဝါဒိုကိုနီဒါရှိတာရာဤဒစ်ကာねအမိုက်တော့ပြတော့မယ်ဆိုလို့ရှိရင်ကိုဘယ်လိုပြောရမလဲဆိုရင်ကိုတစ်ခါမှမသိဘူးဆိုရင်ဘေးဘက်ဝင်လာကျင်လို့ဘယ်လိုမီးမလဲဂိုမီဝါဒိုကိုနီဒါရှိတာရာဤဒစ်ကာねဘယ်နေရာမှာဂိုမီဝါအမိုက်ကဒိုကိုနီဘယ်နေရာမှာဒါရှိတာရာစွန့်ပစ်တာဒါစုလို့ပြောရင်ပေါ့နော်အဲ့တော့ဒါရှိတာရာစွန့်ပစ်လင်ဤဒစ်ကာကောင်းမလဲဘယ်နေရာမှာစွန့်ပစ်ကောင်းမလဲပေါ့အဲ့တော့လူနှစ်ယောက်ဒီမှာစကားလေးပြောနေရပေါ့နော်အဲ့တော့စကားပြောနေရဒီမှာခါရီနင်းလို့ပြောခါရီနင်းဆိုတာဂျပန်မှာဆိုလို့ရှိရင်အဆောက်ဒီအိမ်နေပါမှာဖြစ်တိုက်ခန်းနေမှာဖြစ်ပေါ့နော်အဲ့တော့အများဟာဒီမှာခန်းရီနင်းဆန်ဆိုတာရှိရပေါ့နော်ဒီအဆောက်အဦမှာခန်းရီနင်းစီမံခန့်ခွဲတယ်လို့ပေါ့အဆောက်ပေါ့နော်အဲ့တော့ဒီအိမ်ရရဲ့အဆောက်ပုံစံမျိုးတာဝန်ရှိတဲ့သူပေါ့နော်ဂျပန်ကတော့တာဝန်ရှိတဲ့သူလိုမျိုးဖိုင်နော်ခန်းရီနင်းဆန်ပေါ့နောက်တစ်ယောက်ကမီနာဆန်ပေါ့နိုင်ငံခြားသားပေါ့သူကတော့အမေရိကန်လိုမျိုးပေါ့ဂျပန်ကအမေရိကန်အရန်သုံးကြအမေရိကန်အရန်အားကြတဲ့နိုင်ငံဆိုတော့မိသားစုပေါ့နော်အဲ့နေရာကိုစကားပြောထားတဲ့အပြန်လန်လေးကိုဖတ်ပြမယ်အဲ့တော့ဂိုမီဝါဒိုကိုနီဒါရှိတာရာဤဒစ်ကာနော်မိုက်ပြန်မှာပြင်ကောင်းမလဲအဲ့တော့မိသားစုနေပြီးပထမဆုံးခန်းနီနင်းဆန်စီကိုမိတယ်ပေါ့နော်မိသားစုဟီကိုရှိနိုနီမိုဆိုဝါကတာစကေမရှတာကတာစုကီမရှတာကねအဲ့တော့မိသားစုဟီကိုရှိနိုနီမိုဆိုဝါကတာစုကီမရှတာကဆိုမိသားစုရဲ့ဟီကိုရှိဆိုတော့ဒီကိုချီရဲ့အတိတ်ပဲအိမ်ပြောင်းအိမ်ရွှေလို့တာနော်နိမိုဆဆိုအထုပ်ပိုးတွေကခတာစုကီမရှတာကတိမ်ပြီးသွားပြီလားပေါ့အဲ့တော့အထုပ်တွေတိမ်ပြီးသွားပြီလားဆိုဘယ်လိုပြောမလဲဟီကိုချီနိုနိမိုဆကခတာစုကီမရှတာကနိမိုဆကခတာစုနိမိုဆဝခတာစုကီမရှတာကအဲ့လိုမျိုးတွေပေါ့နော်ကိုအတန်ထွက်ပြီးတော့ဖတ်ပေါ့နော်ဖတ်တော့မှစကားတူဂျပန်ဘာသာစကားပါဇက်ထဲမှာထွက်လာတာပေါ့နော်မပြောကြည့်ဘူးဆိုလို့ရှိရင်ဘာပြောရမလဲဆိုထွက်မလာဘူးအဲ့တော့ကိုဖတ်ပြီးတော့စာပြန်ဆိုတဲ့ပုံစံမျိုးတွေလေ့လာကြည့်ပါနော်အဲ့တော့မိသားစုဘယ်လိုပြန်ဖြစ်လို့လဲဆိုရင် hi ဒိုင်းတိုင်းကတာစကီမရှတာဒိုင်းတိုင်းကတာစကီမရှတာဆိုဒိုင်းတိုင်းဆိုတော့နည်းနည်းပရိုတုံပေါ့နော်ဒိုင်းတိုင်းရေပြာအဖြစ်တော့တိမ့်ပြီးသွားပြီပေါ့ဒါပေမဲ့ကြံသေးတယ်ဆိုတဲ့သဘောပေါ့နော်ဒိုင်းတိုင်း80%လောက်တော့တိမ့်ပြီးသွားပြီကျန်တာတော့ကြံသေးတယ်ပေါ့နော်အာနိုကိုမီဝါ stay time deska どこに出したらいいですかပေါ့ဟွာလေကိုမီဝါအမိုက်က stay time in the schedule ဆို stay time ပေါ့လွင့်ချင်တယ်ဆိုတာတဲနေပုံစံမျိုးပေါ့နော် stay time in the schedule どこに出したらいいですかဘယ်နဲ့အမှတ်ပြချင်ပြီမဲ့လေဘယ်မှာပြရမှမသိဘူးပေါ့အဲ့လိုမျိုး いいですかဘယ်မှာပြင်ကောင်းမလဲအဲ့တော့ခန်းနေနေဆိုင်ကမိုးရူကိုမီဝါ月曜日と木曜日の朝出してください置き場は駐車場の横ですねမိုးရူကိုမီဝါဆိုမိုးရူကိုမီဆိုမီးလောင်လွယ်တဲ့အမိုက်တွေပေါ့နော်မီးလောင်လွယ်တဲ့အမိုက်ဆိုတာအဲ့လိုအိမ်ကနေထွက်လာတဲ့ kitchen ကထွက်လာတဲ့အမိုက်မျိုးပေါ့နော်ပလတ်စတစ်မိုက်တို့အဲ့လိုမျိုးအခြားကျွင်းစားကြံမျိုးတွေပေါ့မိုးရူကိုမီလို့ပေါ့နော်မိုးရူကိုမီကတော့月曜日と木曜日の朝出してください月曜日ဆိုတော့တနင်္လာနေ့နဲ့木曜日ဆိုတော့တော့ကျန်တာဖရီနီရဲ့မနက်ကင်းမှာဒါရှိတဲ့ကုလာဆိုင်ဆိုလွန်ပေးပါပေါ့နော်ဂိုမီအိုပီကကအမိုက်လွှင့်ရမယ့်နေရာပေါ့နော်ထားရမယ့်နေရာကတော့ချူချာကျော်နော်ယိုခိုတဲ့ချူချာကျော်ဆိုတော့ကားပါကင်ရဲ့ယိုခိုဘေးမှာဖြစ်ပါတယ်ဒီမှာပုံလေးပြထားရပါတော့ဒီမှာချူချာကျော်ရဲ့ယိုခိုတဲ့စပေါ့သူကဒီမှာအမိုက်လေးတွေဆိုပြန်မယ့်ရက်ကကေဆူယောဘီနဲ့မိုကူယောဘီဒီမှာအမိုက်ပုံစံလေးပြထားရပါတော့အဲ့တော့မိသားစုဘာပြောလဲဘင်းရခန်းဝါအစ်စတက်စကာပေါ့ဘင်းလို့ခန်းဆိုတာပလင်းနေရခွဲပြရတယ်ပေါ့နော်ကျွန်မမိုက်ခွဲပြရတယ်ပလင်းနေနဲ့ခန်းနေနဲ့ပလင်းဆိုတာဘာလို့အချွေးဘူးကတောက်တဲ့တန်ဘူးတို့ပလင်းဘူးတို့ပေါ့နော်အဲ့ဒါကကြတော့ isotes ကားတယ်ဘယ်တော့လဲပေါ့နော်ဘင်းရခန်းဝါ isotes ကားပေါ့နော်အဲ့တော့ခန်းနေဆန်ကဒိုယောဘီဒက်တဲ့နော်ဘင်းတို့ခန်းတို့ကကြတော့ဒီမှာဒိုယောဘီဒက်ဒီမှာဒီပုံစံလေးပြထားတယ်နော်ဘင်းရခန်းဝါ isotes ကားဆိုဒိုယောဘီဒက်တို့ဝါခါရီမရှတာနားလေပါပြီဆိုတဲ့ခါရာအိုယူကဒန်နိုင်ဒက်စကာနော်အဲ့ဒီဥစ္စာတော့နားလေသွားပြီဆိုတဲ့ခါရာအဲ့ဒါအပြင်ပေါ့အိုယူကဒန်နိုင်ဒက်စငါဆိုအိုယူဆိုဒီမှာရေနွေးရရေဘူးပေါ့နော်အိုယူကဒန်နိုင်ဒက်စကာဆိုရေဘူးဂျပန်မှာကျတော့အရန်အေးတဲ့အတွက်ကြောင့်ရေ
kitchen မှာပဲဖြစ်ဖြစ်ရေရှိုးကမ်းမှာပဲဖြစ်တော့ရေဘူးရေနှစ်ခုလုံးတက်ဆင်ထားရပေါ့နော်နေရာတိုင်းမှာရန်တီဦးကအရန်ကြမ်းနေခါရတော့အိုယူကဒင်းနိုင်ဒက်စကပေါ့နော်ဒက်စငါဆိုရေဘူးမလာလို့လေဆိုရင်နောက်မှာပါတယ်ပေါ့နော်ဒါပြောချင်တာပါအဲ့တော့ဆိုလို့ရှိရင်ရေဘူးကကျတော့ gas နဲ့လာတာဟုတ်အဲ့တော့ gas ခိုင်ရှာနီရန်ရာခုစတာရာစုခုကတဲ့ခုရဲမစယောgas ခိုင်ရှာနီရန်ရာခုစတာရာဆို gas ခိုင်ရှာဆိုတော့ဒီ gas ကုမ္ပဏီကို rana kushitara ဆိုတန်းမခက်ခဲလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ rana kushitara ဆက်သွယ်လိုက်မယ်ဆိုလို့ရှိရင် suki kite kureru yo suku kite kureru yo kite yo အဲ့လိုပုံစံမျိုးရောလာလိမ့်မယ်လေအဲ့လိုပုံစံမျိုးပေါ့နော် suku ဆိုတာကချက်ချင်းkite ဆိုတာလာပြီးတာ kureru ဆိုကိုလာပြီးတယ်ဆိုလို့ရှိရင် kite kuremasu yo အဲ့ပုံစံမျိုးနော် kite kuremasu yo sumimasen ka နောက်တော့ထပ်မသိပြန်ဘူးเนาะဒန်ဝါဘန်ကိုဦးရှိတဲ့ဣတဒခေမဆန်ကစမီမဆန်ကပေါ့နော်အာနာပေးမယ်နောက်ထပ်တစ်ခါထပ်ပြောရဲဒန်ဝါဘန်ကိုဆိုဆက်သွယ်ရမယ်ဒီကစူပန်ချရဲ့ဒန်ဝါဘန်ကိုဦးရှိတဲ့ဣတဒခေမဆန်ကပြောပြလို့ရမလားပေါ့အေးတစရောရတယ်လေပြဿနာမရှိပါဘူးပေါ့နော်မွန်နိုင်ရောဆိုတဲ့ပုံစံမျိုးเนาะအဲ့တော့တစ်ခါအစားအဆုံးလေးပြန်ဖတ်ပြကြပါမယ်ゴミはどこに出したらいいですか皆さん、引っ越しの荷物は片付きましたか？はい、大体片付きました。ゴミを捨てたいんですけど、どこに出したらいいですか？燃えるゴミは月曜日と木曜日の朝出してください。ゴミ置き場は駐車場の横です。瓶や缶はいつですか？土曜日です。わかりました。それからお湯が出ないんですが、ガス会社に連絡したらすぐ来てくれますよ。すみませんが、電話番号教えていただけませんが、いいですよ。はい、皆さんありがとうございました。